အဲ့တော့ပေါ့နော်ဒီနေ့ဒီကျတို့ကlecture 2ပေါ့နော်ဒီနေ့ဒီကျတို့ lecture 2မှာဒီကျတို့ဘယ်သွားမလဲဆိုလို့ရှိရင်chapter 6ကိုသွားမှာပေါ့နော် measuring cost of living နော် measuring cost of living အဲ့တော့ဒီလူနေမှုစရိတ်တွေကိုဒီကျတို့ဘယ်လိုမျိုးတွက်ချက်ကြမလဲဆိုတော့နော်အဲ့တော့ဒီနေ့ပေါ့နော်ဒီ chapter ကိုမသွားခင်ပေါ့နော်ပြီးခဲ့တဲ့အပတ်မှာဒီကျတို့သင်တဲ့ဟာလေးကိုနည်းနည်းလေး9မိနစ်လောက်နော်9မိနစ်လောက်ခဏလေးတွေးပြီးလေ့ကျင့်လုပ်ရအဲကြတော့ပြီးခဲ့တဲ့အပတ်တုန်းကကျတို့ဘာတွေပြောခဲ့လဲ national income ကိုတိုင်းတဲ့အခါမှာဘိုင်များသတိရန်ကုန်ကိုလိုကြတော့အခမဲ့စီကူမှာနော်အဲ့တော့အဲ့လိုဆိုလို့ရှိရင်နော်ပြီးခဲ့တဲ့ chapter 5မှာလေဒီကျတို့ပြီးခဲ့တဲ့ lecture တုန်းကဘာတွေပေါ့နော်ဘာတွေမှတ်မိကြလဲပေါ့ national income ကိုကောင်းကောင်းလေးမှတ်မိသွားပြီလို့တရားယူဆတာပေါ့နော်အဲ့ဒီအချိန်မှာဒီနောက်ဆုံးပေါ့နောက်ဆုံးသင်ခန်းစာနာပေါ့နော်ပြီးကနေလေးမှာဒီကျတို့ဘာအကြောင်းသွားလဲဆိုလို့ရှိရင် deflator အကြောင်းသွားတယ်အဲ့တော့deflator လေးကိုများမှတ်မိကြလားမသိဘူးdeflator ဆိုတာဘာကိုပြောရလဲdeflator အတန်ကြာတာမျိုးချက်နေအတန်ဝင်းနေ GDP ကြုံကိန်း deflator လေdeflator ဆိုတာဘာလဲဆိုရင် price index လေเนาะအဲ့ဒီနည်းနည်းအစပြောပြီးတော့နည်းနည်းဟိုဒီနေ့သင်ခန်းစာမှာ deflator ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ price index တွေသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပြီးခဲ့တော့ဒီချက်လို့ဒီ chapter 5ထဲမှာ deflator ဆိုတာဘာကိုပြောလဲဆို price index ကိုတိုင်းတယ်ပေါ့เนาะအဲ့တော့ဒါဆိုလို့ရှိရင်ဒီချက်တော့ဒီ deflator ကိုမှမူတည်ပြီးတော့ဘာတွေပြောင်းလဲမှုတွေရှိလဲပြောကြည့်ပါဦးစာမေးလိုက်ရမလား inflation rate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  ကိုတွက်တာဘာလို့လဲ inflation rate เนาะအဲဆိုတော့ inflation rate ကိုဒီ deflator နဲ့တိုင်းတဲ့အခါမှာဒီချက် rate လေးတစ်ခုတွက်တာကိုပြီးခဲ့ဘက်ကတင်ထားပေးတယ်เนาะ rate တွေတွက်ချင်လို့ရှိရင်ဒီချက်တော့ဥမာ current ပေါ့เนาะလက်ရှိ current year ပေါ့เนาะ current year တွေကနေပြီးတော့ဒီချက်တော့ကြံခဲ့တဲ့ base year เนาะ base year မှာအခြေခံ last year မှာအခြေခံခြေရမယ်အဲ့ဒါနဲ့ပြန် ratio ရှာပြီးမှာเนาะ100%ရှာလို့ရှိရင်ဒီချက်တော့ inflation rate ကိုရတယ်လို့เนาะဒါလေးပြောခဲ့တာเนาะဒါလေးလည်းအကုန်လုံးမှတ်မိမယ်လို့ထင်တာပေါ့เนาะအဲ့တော့အဲ့ဒါလေးပြီးခဲ့တဲ့အပတ်မှာဒီကျတော့ဘာတွေပြီးခဲ့ lecture မှာသွားခဲ့တဲ့ GDP ပေါ့နော်အဲ့ဒါ GDP ကဘာကိုတိုင်းတာလဲ GDP တိုင်းပြီးဘယ်နှမျိုးရှိလဲဘယ်နှမျိုးရှိလဲ3နည်း3နည်းရှိရနော်ဘာနဲ့တိုင်းလဲ expenditure နဲ့တိုင်း income production နဲ့တိုင်းနော်ဗါလဲ production နဲ့တိုင်းတယ် production နဲ့တိုင်းတဲ့အချိန်မှာဘာကိုအဓိက main တိုင်းလဲ production ကိုတိုင်းတဲ့အခါဘာတွေဖဲထုတ်ပြီးမှတိုင်းရလဲနည်းနည်းလေးပဲမိသွားတာအများကြီးတော့မမိပါဘူးဘာဖဲရလဲ intermediate goods ဟုတ်တယ်မလားနော် intermediate goods တွေတော့ဖယ်လိုက်ရတယ်ဟုတ်တယ်တနည်းအားဖြင့် production ဆိုဘာကိုပဲပေါင်းလဲ value added တွေလည်းပေါင်းတာလीနော်အဲ့တော့လုပ်ငန်းတွေရဲ့ value added တွေအဲ့တော့အဲ့ဒါတွေလည်းအားလုံးမှတ်မိမှာပါနော်အဲ့တော့နည်းနည်းလေးပါဒီချင်နော်သိဖို့လေ့ကျင့်ခန်းလေးလုပ်ပေးတာကဲဟုတ်ပြီအဲ့တော့ဒီနေ့ဒီကျွန်တော်ဘာစမလဲဆိုရင် cost of living တွေပေါ့နော်အဲ့တော့ဒီနေ့ chapter 6ပေါ့နော် measuring cost of living ပေါ့နော်cost of living ဆိုတာဘာလဲဆိုလို့ရှိရင်ဒီတကယ်တော့နေ့တူကတကယ်လို့စားတောက်နေတဲ့နောက်လူနေမှုစိတ်ပေါ့နော်လူနေမှုစိတ်လို့တော့တကယ်လို့အလွယ်ခေါ်တာပေါ့လူနေမှုစိတ်ပေါ့နော်အဲ့တော့ဒီ cost of living ကိုတကယ်လို့စာနှုန်းကိန်းလေးနဲ့တကယ်တော့တွေ့ရတာပေါ့နော်အဲ့တော့ဒီ cost of living ဆိုတာကိုတကယ်လို့ကနော်ဘာကိုစဉ်းစားတာလဲဆိုလို့ရှိရင်နော်အဓိကဒီဟိုပါပေါ့ဒီတနိုင်ငံလုံးအတိုင်းအတာအရနော် macro economy ထဲမှာရှိ cost of living ကျတော့ဒီ cost of living တိုင်းနဲ့ cost of living ကိုတိုင်းနဲ့ဆိုလို့ရှိရင်ကျတော့ household တစ်ခုတည်းကိုတိုင်းလို့မရဘူးเนาะ overall economy ရဲ့ cost of living ကိုစဉ်းစားမှာเนาะအဲ့တော့တို့ဘာနဲ့တိုင်းလဲဆိုရင်ဒီကျတော့ CPI ဆိုတာနဲ့တိုင်းเนาะအဲ့တော့ cost of living ကိုတိုင်းမယ်သူ့ကို measurement လုပ်တဲ့အခါမှာဘာနဲ့တိုင်းလဲဆို CPI ပေါ့ CPI mean consumer price index လို့ခေါ်တယ်เนาะ consumer စားသုံးသူတွေရဲ့ price index ဆိုဈေးဆနှုန်းကိန်းပေါ့เนาะအဲ့တော့စားသုံးသူရဲ့ဈေးဆနှုန်းကိန်းနဲ့တိုင်းမယ်အဲ့တော့ consumer price index ဆိုတာเนาะစားသုံးသူရဲ့ဈေးဆနှုန်းကိန်းလို့ဒီလိုပြောတဲ့အခါမှာเนาะ CPI အဲ့တော့ CPI ကိုဘာနဲ့တိုင်းမလဲနော်အဲ့ CPI ကိုကျတိုင်းတာတဲ့အတိုင်းတာနေရှိမယ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီကျတော့ဒီပေါ့နော်ဒီ market ထဲမှာဒီကျတော့နော် CPI နဲ့ပြောတဲ့အခါမှာ consumer price index ဆိုရင်စားသုံးသူတွေဈေးဆနှုန်းဆိုတာဘယ်လိုအရာမျိုး consumer price index လို့ခေါ်မလဲပေါ့နော်ဘယ်လိုအရာမျိုး producer price index ကိုခေါ်မလဲဆိုတာနော်အဲ့တော့ဒါလေးကိုဒီကျမပြောခင်မှာနော်အခုဒီကျတော့ဒီ cost of living ပေါ့နော်ဒီ cost of living เนี่ยနော်ဘာလဲဆိုရင် time series အလိုက်ပေါ့ဒါနော်long run မှာဒီကျတော့တိုင်းနော်ဒီနိုင်ငံရဲ့နောက်မိသားစုတွေရဲ့လူနေမှုစရိတ်တွေပြောင်းလဲသွားမယ်ပေါ့နော်အဲ့လိုပြောင်းလဲသွားမယ်ဆိုလို့ရှိရင်ဘယ်အချိန်မှာပြောင်းလဲဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဆိုတော့ဒီကျတော့နော်ဒီတိုင်းပြည်ရဲ့ကုန်ပါပေါ့ price ပေါ်မှာမူတည်အများကြီးပြောင်းမှာပေါ့နော်အဲ့ price မှာမူတည်ကျတော့နှစ်ပိုင်းမယ် consumer ရဲ့ price နဲ့ producer ရဲ့ price တွေပါနော်ဒါပေမဲ့အဓိကဒီကျတော့ cost of living ကိုတိုင်းတာတော့ consumer price index နဲ့တိုင်းနေဆိုတာနော်